ငယ်စဉ်ကလေးကနေပြီးတော့ကျွန်တော်ကတောင်ကြီးမြို့မှာမြို့မှာဒီစိုက်ကားနေမှာလေစိုက်ကားနေပြီးတော့ကျွန်တော်သမီးလေးကိုငယ်စဉ်ကာလကလေးကငါသားသမီးလေးငါပြီးနိုင်တဲ့ပညာအမှုမရအောင်ဆိုပြီးတော့ကျွန်တော်ခက်ခဲနဲ့ကျွန်တော်ရုန်းကန်ပြရပါတယ်သမီးဘဝကြီးနဲ့ရှိပြီးစတဲ့တော့မကုန်နိုင်ပါဘူးဖေရောမေရောပါသမီးအမှန်တကယ်ဒီကျောင်းဆက်တဲ့ဆရာမလေးဒါနဲ့ဒီမှာထောက်ပံ့နေရှိတဲ့အတွက်ဒီကျောင်းဆက်မတတ်နိုင်ပါဘူးသမီးကျောင်းပညာရေးနဲ့ပတ်သက်ရင်သမီးမချိုးတဲ့ပဲပါသမီးစောက်စားရတဲ့နေရာကဒါပေမဲ့သမီးဒီတော့သမီးစောက်ဒီဘောပဲနေရရင်ပြောတယ်ဒါပေမဲ့နောက်ပိုင်းကျတော့မပြောတော့အဲ့ဒါတွေကအဲ့ဒီမရှောက်ဘူးရလာတာမို့လို့ကျွန်တော်မှအရတဲ့ဥစ္စာလေးတွေနဲ့စာရေးပိုးလေး3000ပြည့်စိုက်ကားနေရတယ်ကိုတဲ့ဟာလေးတွေတို့မှာတဲ့ခဲတံလေးတွေအိမ်တုံးစားကြီးကလေးတွေဟိုကချမောင်ရဲ့တန်ချမောင်ကစဲတန်ကစဲရတာလေးတစ်ခါတလေကြလေပြည့်ဥပါတယ်အဲ့လိုဟာလေးတွေနဲ့ဝယ်ချမ်းပြီးကျွန်တော်ဒီလေးတွေပညာရေးလေးတော့အဓိကကျွန်တော်ထားပြီးတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တားတိမိလေးကျွန်တော်ပြည့်တဲ့လောက်တော့ပညာမတတ်အောင်ငါတို့လိုပဲစီးရဲနေမှာပဲဆိုတော့အတွေးလေးနဲ့ကျွန်တော်တတ်တဲ့လောက်ပြည့်တဲ့လောက်ကအဲ့ဒီတော့ကျွန်တော်ကျိုးကတော့စမ်းတမန်ဒါတမီ3000တော့ဘုဒ္ဓမှန်အောင်တော့တတ်နိုင်သူကြီးကတော့ဘူးလဲနောင်လဲရုံးနေလို့မှာပါပဲကျွန်တော်မိဘတရားကိုဒါတမီ3ယောက်ကတော့ကျွန်တော်ကွာရှိနေလူလေးတော့ဒါတမီ3ယောက်ကိုတတ်နိုင်သူကြီးတော့လုံးလုံးမတတ်နိုင်ကကြတော့မှလည်းအခုလိုမျိုးပဲဆရာမတွေကအခုလေးပါသေးတယ်တပြည့်တော့မရောက်သေးပါဘူးဟောLucky Timers မြန်မာရဲ့စိန်ထေတွေကိုဝယ်ယူရင်း Iron Cross Music Band ကြီးရဲ့အမိုက်စားဖျော်ဖြေတင်ဆက်မှုတွေပါဝင်တဲ့ VIP Dinner Party ကြီးကိုတက်ရောက်နိုင်မဲ့အထူးခွင့်ရကြီးဇူလိုင်လ10ရက်နေ့မှာစတင်ပြီးနိုင်ငံကျော် Iron Cross Music Band ကြီးနဲ့တူနိုင်ငံကျော်အဆိုတော်ကြီးများရဲ့တီဆိုဖျော်ဖြေမှုများနဲ့တူစီကားတက်မြိုက်စွာဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးလူမျိုးဘာသာမရွေးဝင်ရောက်စားသုံးနိုင်မဲ့စတူဒီတာအလှပွဲကြီးကိုလည်းထိုနေ့မှာပဲပြုလုပ်ပေးသွားမှာလည်းဖြစ်ပါတယ်2026ထုတ်စိန်လေကြောက်တဲ့ဒီဇိုင်းအသစ်များကိုဇူလိုင်လ10ရက်နေ့မှ16ရက်နေ့အထိ9ရက်တိုင်တိုင်ခင်းကျင်းပြသရောင်းချပေးသွားမှာဖြစ်ပြီးရခိုင်နေ့ရဲ့မူရင်းစေးထက်45ရာခိုင်နှုန်းပိုရတက်တာစေပြီးတမိုင်းတစ်လျှောက်အတန်ဆုံးဈေးနှုန်းတွေနဲ့ရောင်းချပေးသွားမှာဖြစ်တဲ့တမိုင်းဝင်မဟာအခွင့်အရေးကြီးလည်းဖြစ်ပါတယ်စိတ်နှများအတွက်လည်းအလဲအချောင်းကရာတက်ပံထာဝရ 0% ဖြစ်ပြီးနှစ်အလိုက်အမျက်ပြန်ပေးမဲ့အထူးစီစဉ်ကြီးနဲ့ပြန်လည်ဝယ်ယူပေးသွားမှာပဲဖြစ်ပါတယ်ချမ်းမန်ဦးကျော်နဲ့ MT Mrs. Miro ကိုရိုင်းတနိုင်ငံလုံးမှာရှိတဲ့စိန်ချစ်သူရတနာချစ်သူများအတွက်9ရက်တိုင်တိုင် live link ကပြသရောင်းချပေးသွားအောင်မှာလည်းဖြစ်ပါတယ်နိုင်ငံကျော် Iron Cross Music Band ကြီးနဲ့တူနိုင်ငံကျော်အဆိုတော်ကြီးများကိုရိုင်းအမိုက်စား performance တွေနဲ့တီးဆိုဖျော်ဖြေပေးသွားမယ် Lucky Timers မြန်မာစိန်လက်ကားနိုင်ကြီးရဲ့တမိုင်းဝင်စိန်အယောင်းပွဲတော်ကြီးလည်းဖြစ်ပါတယ်ပွဲတော်အတွင်းမှာပစ္စည်းတစ်ခုလာရောက်ဝယ်ယူသူတိုင်းအတွက်ကျေးဇူးတွန့်ပြန်ဂရဝပြုတန်ဖိုးကြီးအထူးမြတ်တာလက်ဆောင်များကိုပြန်လည်ပေးအပ်သွားမယ့်ပြင်စိန်ထဲဝယ်ယူရုံနဲ့နိုင်ငံကျော် Iron Cross Music Band ကြီးနဲ့နိုင်ငံကျော်အဆိုတော် YY မျိုးကြီးနီနီခင်စော်တို့အပြင်နိုင်ငံကျော် guitarist ချစ်စမ်းမောင်တို့ရဲ့အမိုက်စားတီးဆိုဖျော်ဖြေမှုတွေပြင်အရသာရှိလာတဲ့အစားတောက်များကိုပါတက်ခင်းအခန့်ပေးသွားမယ်အမိုက်စား VIP Dinner Party ကြီးကိုပါတက်ရောက်ခွင့်ရမှာဖြစ်လို့စိန်အယောင်ပွဲတော်ကြီးကိုလာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်မင်းနာမည်မေးတဲ့ဆဲမှာတမီးကမကွေးတိုင်းတာကြီးတောင်မြင်းမျိုးနဲ့တရုတ်ဘောဆိုသုံးကြီးရွာနေဒီရန်ကုန်ကိုလာတာပါရှင်တမီးငါးဘာသာနဲ့အောင်မြင်ခဲ့တာဟာလေဒီစဒါသမီးရဲ့အဖေဦးထင်ဝင်ပါကျွန်တော်သမီးလေးကိုအခုလိုလေးကျွန်တော်ခက်ခဲကြားတဲ့ကနေကျူးစားပန်းစားနဲ့လုပ်ပြရတာအခုလိုလေးစုတွေပါလေကန်ရတဲ့အတွက်ဂုံ၅ဘာသာဂုံတို့၅ဘာသာပါရှိတဲ့အတွက်လည်းကျွန်တော်ရဲ့ကျူးစားကျူးကျွန်တော်ကိုကျွန်တော်လည်းပီတိဖြစ်တယ်သမီးလေးကိုအခုလိုမျိုးလေးထားပြရတဲ့အတွက်လည်းကျွန်တော်ဝမ်းမြောက်ဝမ်းသာရှိပါတယ်ငယ်စဉ်ကလေးကနေပြီးတော့ကျွန်တော်ကတောင်ကြီးမြို့မှာမြို့မသေးမှာစိုက်ကားနေမှာလေစိုက်ကားနေပြီးတော့ကျွန်တော်သမီးလေးကိုငယ်စဉ်ကာလကလေးကငါသားသမီးလေးငါပေးနိုင်တဲ့ပညာအမှုကိုမရအောင်ဆိုပြီးတော့ကျွန်တော်ခက်ခဲနဲ့ကျွန်တော်ရုန်းကန်ပြရပါတယ်ရုန်းကန်တဲ့ခဲရတယ်လို့မျိုးပဲယနေ့ချိန်ကြီးမြင်လဲရတဲ့အခါကျတော့လေကျွန်တော်အထူးပဲဝမ်းမြောက်ပါတယ်သမီးဘဝကြီးနဲ့ရှိပြီးစတဲ့တော့မကုန်နိုင်ပါဘူးဖေရောမေရောပါဒီရောဒီမှာပါလာမမေကမပါဘူးဆိုရယ်မလိုက်လာခဲ့တာမလိုက်လို့ဟိုမဖြစ်တာဒီကကျွန်တော်တို့ကဒီကရဲ့3ယောက်ပဲဟိုဖြစ်တယ်ဆိုတော့3ယောက်ကိုကျွန်တော်တို့ဆရာကြီးကနေပတ်စံရွက်ပေးတာလေကားပြတ်ပေးတာသမီးကျောင်းပညာရေးနဲ့ပတ်သက်ရင်သမီးမချိုးတဲ့ပဲပါသမီးစောက်စားတဲ့နေရာကဒါပေမဲ့ဒီတော့သမီးစောက်ဒီဘောပဲနေရရင်ပြောတယ်ဒါပေမဲ့နောက်ပိုင်းကျတော့မပြောတော့အဲ့ဒါတွေကဒီမမရှောက်ရလာတာမို့လို့အဲ့ဒါကြောင့်သမီးအဲ့စောက်တွေကိုမတုံးမဖြစ်တော့မှဆိုသမီးတခြားအကျိုးရှိအောင်သုံးချခဲ့ပါနောက်ပိုင်း
လိုအလဲမပြီးတော့မှကျတော့သမီးအိမ်အကြောင်းကိုကြာနားလဲလာပါအိမ်မှာတကယ်မှနှမ3ယောက်ရှိတော့သမီးကအကြီးဆုံးပါမောင်လေးနဲ့ညီမလေးကိုလည်းဖေးရအကြောင်းဆက်ထားပါတယ်အဲကြောင့်မလို့သမီးကအလဲမထီရောက်ရင်တော့ GPS မတော်တော့သမီးတခြားပတ်စံရတဲ့လုပ်ကိုလုပ်မယ်ဆိုတော့ဖေးနဲ့မြန်မလုပ်ခိုင်းခဲ့ပါဘူးသမီးပညာရေးကိုပဲဆက်ပြီးတော့တက်ခိုင်းခဲ့ပါတယ်ဒါပေမဲ့ဒီတွဲမှာအကြောင်းစိတ်ကတော်ကြီးရဲ့အဲကြောင့်မလို့ဖေးနဲ့မြန်ထားနိုင်ခဲ့ပါအဲကြောင့်သမီးလုံးမတက်တော့ဘူးလို့ဆုံးဖြတ်ချက်လိုက်ဒါပေမဲ့သမီးအဲအကြောင်းကိုဆရာမပြောပြတော့ဆရာမတို့ကလည်းလက်မခံဘူးအဲကြောင့်ဆရာမတို့ကဒီစာသင်နှစ်တစ်နှစ်စလုံးရဲ့ကုန်ကျစရိတ်တစ်ဝက်ကိုဆရာမတို့ကခံမဲတယ်ပြီးတော့ဒီစာရေးကိရိယာတွေတခြားလိုအပ်တဲ့ပစ္စည်းတွေကိုလည်းဆရာမတို့တခြားဘာသာပြဆရာမတွေကလည်းအကုန်လုံးထောက်ပံ့ပြီးအားကြောင့်မလို့သမီးဒီတွေ့ဆက်တက်ဖြစ်တာပါသမီးကိုအဲ့လိုမျိုးထောက်ပံ့ပေးတဲ့သူတွေသမီးဒီလိုပြန်တဲ့နေနဲ့တတိစာကြိုးစားခဲ့ပါတယ်တကယ်လို့ ပြောလိုက်တာပေါ့အကိုကကျွန်တော်သမီးကြီးရောအဲ့မှာအဲ့ကိုမအေးအောင်မပြောဘဲနဲ့ဟောလုပ်လိုက်တယ်ဆိုတော့ဆရာမသူလက်ရှိကိုအဲ့ကောင်နဲ့ထုတ်ပြီးတယ်ဆရာမလေးဒေါ်တင်လေးတဲ့သူကအမားကအများဆုံးကျွန်တော်မိသားစုကျွန်တော်သမီးရဲ့ပညာရေးကိုထောက်ပံ့ပြီးတော့ဆရာမဒေါ်တင်လေးအဲ့ဆရာမလေးကတနားကြီးခွဲကြတဲ့သမီးရေးတဲ့သမီးကတော့9ဘာသာလောက်ပါတယ်လို့ဒါရောတဲ့4နာရီလောက်ကြာတော့မှပါအဲ့ကလေးကကျွန်တော်တို့မှအိတ်လို့ကမပြောနေတာမိသားစုလိုက်ပြောနေတမိသားစုလို့မအိတ်ကြအောင်ငါသမီးလေးရဲ့အဲ့လောက်ကြောင်ဆိုအဆရာမလေးစီကနေသူတို့ကနေပြီးတော့ခမန်းကြီးကတော့9ဘာသာတင်းပေးနေတာဆိုသူတို့ကလည်းတိတာပေါ့တိတော့9ဘာသာလောက်တော့ပါမှတိကြတယ်တော့အဲ့ကလေးတိကြပါစီနဲ့တညာလုံးစုတိုင်းလိုက်လာ4နာရီထိုးတိအောင်4နာရီထိုးတော့မှအဲ့ဖုန်းလေးတွေကနေပြီးတော့ပါတယ်ဟိဆိုကြတဲ့ကကျွန်တော်တို့မိသားစုကိုတမိသားစုကိုပြောလိုက်တာ အော်ဇင်းတို့ဒီသွားကြည့်ကြတယ်လားမိသားစုတွေ မိသားစုလိုက်ကဥစားမနေ့ကမှကျွန်တော်တို့သွားအောင်ကျွန်တော်တို့ ဖန်စားတဲ့ပြည်ပြည်တွေနော် ဟုတ် ပြန်ပြောပါတယ်သမီးအဖေနဲ့အမေပဲသမီးရဲ့အကောင်းဆုံးတွေကိုလုပ်ပေးနိုင်ခဲ့တယ်လို့မြင်ချင်ပါ ဘယ်လိုပြောပြပါဦး ဟုတ်ကဲ့ကျွန်တော်လည်းကျွန်တော်သမီးလေးကိုအခုလိုမျိုးလေးတွေဆရာမတွေကိုလည်းဒီနေရာနေပြီးတော့လည်းကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်ကျွန်တော်နဲ့အတူတူပေါ့ကျွန်တော်ရဲ့တဝက်ကြီးလေးအကုန်မတတ်နိုင်တဲ့အရာလေးတွေကိုဆရာမတွေကပံ့ပိုးပြီးဒီအတွက်ဆရာတွေရောဆရာမတွေရောကျွန်တော်ဒီကနေပြီးတော့ကျွန်တော်တဖန်ကုန်းသားပါအဲ့နေပြီးဆရာတွေဆရာမတွေအထူးကျေးဇူးတင်ပါတယ်ပံ့ပိုးပေးရဆရာမတွေတော်တော်ပေါ့ကျွန်တော်သမီးလေးအခုလို9ဘာသာပါလာနောက်ဆက်လည်းအဲ့လိုမျိုးလေးဆရာမတွေကနေပြီးတော့ကျွန်တော်မတတ်နိုင်တဲ့အခါလေးတွေဖြည့်စွမ်းပြကြပါလို့ကျွန်တော်ပြောကြားလိုပါတယ်